အားလုံးပဲမင်္ဂလာပါ ACA ကနေပြီးတော့ပြန်လည်ကြိုဆိုပါရစေကျွန်တော်ကတော့ကိုစိုင်းပါကိုက crypto လုပ်နေပြီးတော့ MEXC အကောင့်တစ်ကောင့်မဖွင့်ရသေးဘူးဆိုရင်ဒီဗီဒီယိုထဲမှာဘယ်လိုဖွင့်ရမလဲဆိုတာကျွန်တော်ပြောပြပါမယ်ဘာလို့ MEXC ကိုတောင်းတက်လဲဆိုရင်တော့ user တွေအတွက်ဆိုရင်သူက reward တွေဒါရတယ်ပေါ့နော်ဒီမှာဆိုရင်လည်းကျွန်တော်တို့အကောင့်ဆက်ဆက်ဖွင့်တာနဲ့$5အထိရနိုင်မှာပေါ့နော်user ဆိုရင်ပေါ့နော်ဒီ MEXC din တွေကိုတောက်ဖို့အတွက် Facebook ကကြည့်နေတယ်ဆိုရင်ကျွန်တော်တို့အောက်မှာချတာပေးတဲ့ refer link ရှိပါတယ်အဲ့လေးတစ်စစ်တောက်လို့ရပါတယ်ပြီးတော့ YouTube ကကြည့်နေတယ်ဆိုရင်လည်းကျွန်တော်တို့ YouTube video ရဲ့ description မှာ MEXC link ကိုချပေးထားပါမယ်အဲ့ကနေတစ်စစ်သွားပြီးတော့အကောင့်ဖွင့်လို့ရပါတယ်ကျွန်တော်တို့ Telegram channel ကို join ပြီးတော့လည်း MEXC ကနေအကောင့်ဖွင့်မယ်ဆိုရင်$430အထိရနိုင်တဲ့ campaign လေးတစ်ခုလည်းရှိပါတယ်အကြော့မဖြစ်မနေ MEXC အကောင့်ကိုဖွင့်ထားမယ်ဆိုရင်တော့ reward တွေအများကြီးရနိုင်မှာပဲဖြစ်ပါတယ် okay ကျွန်တော်တို့စလိုက်မယ် MEXC ရဲ့ link တွေကိုတွားလိုက်ပြီဆိုတာနဲ့ကျွန်တော်ဒီ web ထဲကိုရောက်လာပါပြီနော် web ထဲရောက်လာပြီဆိုရင်ဒီမှာကျွန်တော်တို့ new user bonus အနေနဲ့က$1000အထိရနိုင်ရှိပါတယ်ကျွန်တော်တို့ဒီထဲကိုရောက်လာပြီဆိုတာနဲ့ဒီမှာ sign up now ဆိုပြီးတော့ပြန်ရအောင် button လေးကို check ဝင်လိုက်ပါဝင်လိုက်ပြီဆိုတာနဲ့ကျွန်တော်တို့ဒီမှာ email နဲ့လည်းအကောင့်ဖွင့်လို့ရတယ်လို့ကျွန်တော်တို့ဖုန်းနံပါတ်နဲ့လည်းအကောင့်ဖွင့်လို့ရပါတယ်ညီမလည်း eligible ဖြစ်ပါတယ်ပေါ့နော် register လုပ်လို့ရတယ်ပြီးတော့ဒီ honor လေးကိုကြည့်လိုက်မယ်ဆိုရင်ကျွန်တော် Gmail အကောင့်နဲ့လည်းဖွင့်လို့ရတယ် Apple အကောင့်နဲ့ရပါတယ်ပြီးတော့ကိုကပို့ပြီးစစ်ဖြစ်ရှင်နေဆိုရင်တော့ MetaMask wallet တွေတုံးပြီးဖွင့်လို့ရတယ် Telegram နဲ့လည်းဖွင့်လို့ရပါတယ်ကျွန်တော်ကတော့လွယ်တော့အောင်လို့ Gmail email နဲ့ပဲဖွင့်ပြလိုက်ပါပဲပြ email address တစ်ခုပေါ့ထည့်လိုက်ပါgmail.com ဆိုပြီးကျွန်တော် Gmail တစ်ခုကိုထည့်လိုက်ပါတယ်ထည့်လိုက်ပြီးတော့ရင်ကျွန်တော် password သတ်မှတ်ပေးရပါမယ် password ကတော့အနည်းဆုံး10လုံးရှိရပါမယ်ပြီးတော့ password မှာပါဝင်ရမယ့်ကဏ္ဍတွေကတော့တစ်လုံးအနည်းဆုံးပါရပါမယ်ပြီးတော့ letter တစ်ခုပါရမယ်ပြီး special character တစ်ခုထည့်ရေးပေးရပါမယ်နမူနာအနေနဲ့ကျွန်တော်ရေးပြပါမယ်ဒီလိုမျိုးပါအကြီးတစ်လုံးပါရမယ်ပြီးရင်ကဏ္ဍ letter အသေးတစ်လုံးပြီးရင် number ပါရမယ်ပြီးရင်ဒီလိုမျိုး special character တစ်ခုထည့်ပေးရပါမယ်အနည်းဆုံး10လုံးပြည့်အောင်ထည့်ပေးရပါမယ်โอเคကျွန်တော်ကတော့ MEXCဆိုပြီးတော့ပေးလိုက်မယ်ပြီးတော့ဒီလိုလုပ်ပြီးတော့เนี่ยကျွန်တော် client to ပါတော့ sign up to client ဆိုပြီးတော့ chance နှိုင်းလိုက်ရပါပြီဒီ$5ရမယ့်ဟာတော့ကျွန်တော် trading fee ပေါ့နော် future trading fee $5 ပေါ်ချတခုရပါဘူးပေါ့နော် okay ဒါတော့ cash ဖြည့်ခိုင်းတာဒီလိုလေးကိုထည့်ပေးလိုက်ဒါဆိုရင်ရပါပြီဒီလိုရတော့ဆိုကျွန်တော် email ထဲကို verify code ပို့ပေးပါမယ်အဲ code လေးကိုကျွန်တော် email ထဲမှာပြန်သွားကြည့်ရပါမယ်Okay ဒီမှာရောက်နေပြီရောက်နေတဲ့ဒီ code 6လုံးပေါ့နော်ဒီ6လုံးကိုကျွန်တော် copy ယူမယ် copy ယူပြီးတော့ဒီမှာပြန်သွားထည့်ပေးလိုက်ပါဟုတ်ရိုက်ထည့်လိုက်မယ်ခုံနှစ်တုံးကိုOkay ဒီလိုဆိုကျွန်တော်တို့ကောက်ဖွင့်တာအောင်မြင်သွားပြီဖြစ်ပါတယ်ကျွန်တော်တို့ဒီပေပတ်တော့နာလေးကလူပုံလေးကိုချက်နှိပ်ပြီးတော့ကိုယ့်ရဲ့ account information တွေကိုချက်ဝင်ကြည့်လို့ရတယ်ကိုယ့်ရဲ့ UID လေးကို copy ယူမယ်ဆိုရင် copy ယူလို့ရပါတယ်ပြီးတော့ဒီမှာverify ပေါ့နော် verify ကဒီလိုပြနေတာဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ KYC မတင်ရသေးလို့ဖြစ်ပါတယ်ပြီးတော့ခုနကကျွန်တော်တို့ account sign up လုပ်လိုက်တဲ့အတွက်$5 trading fee ပေါ်ချာကဘယ်မှာကြည့်လို့ရမလဲဆိုရင်ကျွန်တော်တို့အခါလေးဒီမှာ honor လေးမှာ more ဆိုပြီးရှိတယ်ဒီ more လေးတစ်ချက်နှိုက်လိုက်ပါချက်နှိုက်လိုက်ပြီးတော့ねကျွန်တော်တို့ဒီမှာ event ဆိုတာရှိတယ်ဒီမှာ reward hub ဆိုပြီးရှိတယ် account လေးတစ်ချက်ဝင်လိုက်ပါဝင်လိုက်ပြီးဆိုတာနဲ့ဒီကျွန်တော်တို့ဒီမှာ honor လေးကိုဆွဲချလိုက်ပါဆွဲချလိုက်ပြီးဆိုတော့ねဒီမှာ sign up to claim bonus ပါ
ဒီကောင်ကတော့အခုကကြတော့ review လုပ်နေပြီပေါ့နော် review လုပ်ပြီးသူက business day တရက်နေ3ရက်ကြာတယ်မှာကိုပေးမှာဖြစ်ပါတယ်ဒါကတော့ not တစ်စစ်KYC တင်မယ်ဆိုရင်$5ထပ်ရပါမယ်ဒါကလည်းဒီမှာပေါ့နော်ကိုကတကယ်လို့ lifetime deposit to earn ပေါ့နော်တရား deposit တင်မယ်ဆိုရင်ကျွန်တော်တို့ဒီမှာ USDT 200အထိရနိုင်ရှိတယ်ပေါ့နော်ပြီးတော့ဒီမှာလည်း deposit တင်မယ်ပြီးတော့ trading ပေါလုံးက900 USD ရှိတော့မယ်ဆိုရင်ကျွန်တော်တို့200 USDT ထိရနိုင်ရှိပါတယ် okay အားလုံးကို video အဆုံးထိကြည့်ပြီးတော့ကျေးဇူးတင်ပါတယ်နောက် video မှာကတော့ဒီ MEXC ကို KYC ဘယ်လိုတင်ရမလဲဆိုတာပြပေးတော့မှာဖြစ်ပါတယ်update အကြောင်းအရာတွေကိုအမြဲတမ်းရှိနေဖို့ကျွန်တော်တို့ရဲ့ ACH channel လေးကို like and subscribe လေးနှုတ်ပြီးတော့ဘေးနားလေးက column bell လေးကိုနှိပ်တော့ပေးကြပါအားလုံးကိုကျေးဇူးပါ